ကဲမင်္ဂလာပါညီကိုတို့ရေကျွန်တော်ရဲ့မျိုးဆက်သေးပေါ့နော်24ရက်နေ့ကျရင်သူကလက်ချက်တဲ့မျိုးမှာထိုးရမယ်သူ weight 1 kg လို့တယ်နော်ဘယ်နှ kg လို့လဲညီလေး1 kg อ่ะ1 kg လို့တယ်ပေါ့ထိုးရမှာဘယ်နေ့ထိုးရမယ်24ရက်နေ့လာမယ့်24ရက်နေ့နော်ဘယ်နေ့ရမှာလဲဟိုလက်ချက်တဲ့မင်းမှာလက်ချက်တဲ့မင်းမှာโอเคပွဲပြက်နဲ့နာမလားအမှန်နဲ့နာမလားပွဲပြက်နဲ့နိုင်မယ်လို့ယုံကြည်ရဲ့ပွဲပြက်နဲ့နာမယ်လို့ယုံကြည်အောင်လုပ်ထားတယ်โอเคနော်ပလိတ်သက်တွေကိုပါညာမှာကျင်သေးတယ်အားပေးပါဦးအားပေးပါဦး24ရက်နေ့ကျရင်โอเคကဲညီကိုတို့ရေကျွန်တော်ရဲ့မျိုးဆက်တဲ့နာမည်ကသူရနော်ဟုတ်ပါကျွန်တော်ရဲ့မျိုးဆက်တဲ့သူရပွဲကိုအားပေးကြပါဦးလာမယ့်24ရက်နေ့တောက်ကြနေညလက်ချက်တဲ့မျိုးမှာပေါ့နော်โอเคကဲလူစားမယ်ညီလေးအခုဆိုရင်တော့ကျူစားမျိုးဆက်တဲ့ရဲ့လက်ပွေးကလောက်ရောက်လာပါတယ်အခု24ရက်နေ့ကျရင်သူပွဲထိုးရမယ်ဆိုတော့သူအချိန်လေးလာပြီးကြည့်တာပေါ့နော်လိုအပ်တာလေးပြင်ဆင်ဖို့အတွက်အခုသူ့မှာတော့ weight 1 kg လို့တာပေါ့နော်သူထိုးရမှာက59 kg အခုလက်စီရတော့သူက60 kg စီရဆိုတော့1 kg လိုသေးတယ်ဒါမှမဟုတ်ဘာမှအချိန်မီသေးတယ်လာမယ့်24ရက်နေ့ညသူထိုးရမယ်ဆိုတော့အခု21ရက်နေ့အခါ2ရက်ကြံသေးတယ်လေ့ကျင့်ဖို့အချိန်ပွဲချဖို့အချိန်နဲ့2ရက်ကြံဆိုတော့အချိန်ကြီးတယ်အေးစေးပဲ